ချောင်းတောင်ကိုမနက်9 နာရီလောက်ထပြီးတော့ကျွန်တော်တို့သွားပါတယ်။စားထွက်တဲ့ချိန်မှာတော့ကျွန်တော်တို့မိုးလေးတစ်ဖြောင်းတစ်ဖြောင်းရွာနေပါတယ်။အဲ့မိုးကအခုကျွန်တော်တို့ကဘာကြီးဖျားလန်းရောက်တဲ့ထိလဲဒီတိုင်းပဲရွာနေစေပါ။ကျွန်တော်တို့အရင်ဆုံးကျွန်တော်တို့ချောင်းတောင်မသွားခင် classic ကိုအရင်သွားမယ်မနက်စာစားမယ်။ classic ကိုရောက်ပါပြီ။လုံးကလေးက၄အောင်နေလို့ AS ဝင်လိုက်ပါတယ်။မနက်9 နာရီကျော်လောက်ထွက်လာပြီးတော့ဒီ classic ကိုကျွန်တော်တို့ classic ကို6 နာရီ 40လောက်ရောက်တယ်။သူစားတော့မွေးကားရွာရေးစားဖို့ပဲဒါပေမဲ့ဟိုက၄အောင်မနက်ထွက်တဲ့က၄အောင်တော့ဟိုသမင်းကျော်ပဲမစားလိုက်တာ။ပါရတဲ့သမင်းကျော်လေးနဲ့မွေးကားဟင်းရပါပြီ။ classic မှာမနက်စာစားပြီးတော့ကျွန်တော်တို့ချောင်းတောင်ဆက်သွားမှာပဲဖြစ်ပါတယ်။ဒါကတော့ပန်းတနော်နားလေးမှာပါမြင်ရတဲ့အတိုင်းပဲအဲ့နာတော့လမ်းပြနေလို့လမ်းတော်တော်လေးဆိုပါတယ်မြင်ရတဲ့အတိုင်းပဲပန်းတနော်ကျော်ဝိုင်းတော့လမ်းကဒီလိုမျိုးကွန်ကရစ်လမ်းတစ်ဖြူလေးဖြစ်သွားပါတယ်9 နာရီ 45လောက်ဒီချောင်းသာတက်ခါနေတန်ဖို့ရောက်တယ်။ညာတီတို့ကတော့မိုးလေးရအေးနေတော့မှမိုးလေးဆွေပြီးတော့သိမှုနေလို့ကောင်းတယ်ဗျအခုကတော့9 လပိုင်းညာတီတို့ကတော့အေးတယ်မိုးလေးဆွေပြီးတော့အခုဒီပေါ့နော်ချောင်းသာတက်ခါနေတန်ကိုအဲ့နာမှာရှိတဲ့ဒီဟိုပါပေါ့အတီးတုတ်ဆိုင်ဒီတော့ဆိုင်တော်တော်ကောင်းတယ်ဒါပေမဲ့အခုကစောလို့လာပြီအခုကတေးရွယ်ရှိစစားပလာရွာရအိမ်ပြန်ယူတယ်ကားပေါင်းနဲ့လူလေးရတယ်ဒီဖြုတ်မြန်တယ်တော်တော်မြန်တယ်လမ်းတောင်လမ်းမကောင်းလက်9 နာရီလောက်က9 နာရီလောက်ကထွက်လာပြီးတော့ချောင်းသာဆင်း10 နာရီထိုးလာတယ်တော့9 နာရီ45လောက်တော့ဆော့မြန်တယ်လို့ပြောဆော့ကြားသူကအိမ်ပြန်ပြီးတော့ဒေါ်လာတန်ရပြီးဟိုဘောနော်ပစ္စည်းကိရိယာပြန်ယူနေဗျမကလာတီးတဘူးနန္ဒတီးတဘူးပြောနန္ဒတီးတဘူးသူကပုံမှန်ဆိုရင်9 ခွဲလောက်တက်တယ်ဒီနေ့တော့မိုးရွာလို့လားမသိဘူး9:45လောက်မှအိမ်ပြန်ပြီးတော့ဒီနားလေးမှာပဲအိမ်ပြန်ပြီးတော့ပစ္စည်းတွေပါကျန်ပြန်ပေါ့နော်ဒီတန်ရပြီးပြင်သူငပိတွေပါလေပေါ့နော်ဓာတ်တွေပါလေတော့ဗာမုံလာဘူးလားဟုတ်ကဲ့တမောတီးတော့တယ်နဲ့ခုနကြားလိုက်တယ်ဗာလေစတော်ဘယ်ရီမရမ်းသေးရမရတော့ဘူးစတော်ဘယ်ရီကရန်ကုန်မှာတော့ရရင်ရောင်းပါဒီမှာတော့မရဘူးငါဒီနဒီလုံးနဲ့ထောက်ရလားတော့ဟုတ်ပြီ
ရှင်ပြီးတော့တက်လာ ဘလို့ဘလို့တော့တော့စားဖို့ပဲတော့ဆက်ရှော့သူကလေဒီတခုကျွန်တော်တို့ကဝယ်နေကြမို့လို့ဟိုရောင်းနေတာဗျတကယ်ပုံမှန်ဆိုရင်အခုခုနကျွန်တော်ပြောရတာသူပြင်စင်တာမပြီးသေးဘူးပြီးပြီပါလေဆိုရင်သူကရေခဲရွာကြီးထည့်အောင်ပါရေခဲစိတ်နေပေါ့နော်ကောင်းတယ်ဗျဝယ်စားကြည့်ကျောင်းသားသွားလို့ရှိရင်တန်ကိုရောက်လို့ရှိရင်ဝယ်စားကြည့်ဒါ9ပွဲ10နိုင်လောက်ဆိုရင်တော့ပိုတည်ကြတယ်10နိုင်15လောက်ပါပြီကျောင်းသားစတက်ပါပြီတက်ပြန်မယ်နော်စိတ်ချမ်းသာအောင်ဝယ်ဈေးတဲ့အဲ့ဒီရက်စာကြီးပဲတီးတန့်ရောင်းတဲ့ဆိုင်ကိုပို့ပေးမယ်ကုန်းစုံနိုင်ဝယ်ခြင်းနဲ့ကုန်းစုံနိုင်ရောဘာရောညာဝယ်ခြင်းနဲ့ဆိုလဲတစ်မျိုးပို့ပေးမယ်ကူလာဝယ်ရနော်ကူလာရောဦးစားဒီပါလေဦးစားအကုန်ရှိတယ်ပို့ပေးမယ်ဘာမှကောင်းတယ်မလဲရင်းတဲ့အတိုင်းပဲချောင်းသားရဲ့အတက်လန်းတော့တော်တော်ကြီးကိုကောင်းပါလာတယ်ကလောနဲ့တောင်မှဆင်သွားတယ်ဗျဟိုတယ်ကိုမသွားခင်လိုရာလေးတွေဝယ်ဖို့ဈေးတွေကိုသွားလိုက်သေးပါတယ်ဈေးထဲမှာတော့တချို့ဆိုင်ကန်းတွေကတော့ပိတ်ထားပါတယ်ဗျဆိုင်တွေကမုတ်တွေကတော့ပြန်မှပဲခုကကျွန်တော်ရောက်တာတော့ပြန်မှပဲဝယ်တော့အခုကိုန်းသွားဝယ်ရိုင်းအာမွေးနဲ့စေးထောင်ဒီကိုရဆိုင်ကတော့ကျွန်တော်ချောင်းသားမှာကြိုက်ဆုံးပဲဗျဒီတရတော်ထိုးမှုဆိုင်ကကျွန်တော်တို့ဝင်နေကြပါတော့ချောင်းသားရောက်ရင်အမြဲတမ်းဝင်နေကြဆိုင်အခုကတော့ကျွန်တော်ရောက်ချင်းမို့လို့ဒီနားကိုရောက်တော့သူအမိကျွေးရနဲ့အမိစားတယ်ပြီးသွားလို့ရှိရင်ပြန်ကြရင်ပေါ့နော်ဝယ်ဖို့အတွက်ကျွန်တော်တို့မှာခဲ့ပါတယ်ဘောကာရှာပုံတော့ဘာလီပြောပါ မာလီဘူးက RAM ချို့တယ်မာလီဘူးက ဘာဝယ်ရ ဘောကာရ ရှိတယ် ဘယ်ရလဲငယ်လေးဝယ်ရ ကျွန်တော်မင်းညာဟာလေးကတောက်ကောင်းတယ်ဒါပေမဲ့မရှိဘူး Mandarin နဲ့ မရှိဘူးဆိုတော့ကျွန်တော်တို့အုံးရင်နဲ့တောက်ရှိတယ်တကယ်တော့ဒီ raspberry လေးတောက်တယ်အဲ့ဒီရားပုံပြီးတော့ မိုင်းဘောကမရလေ အစုလူ ဒီမှာဈေးရင်ကြီးဒီရော ဟမ် အဲ့ဒါကလုံး အားရောက်လဲဒီလိုပါရောက်လဲ မိုင်းရေအတူတူပဲလား လား ရှင်းတယ်နော် ရလား